အရေးကြီးဆုံးအလေးအကျင့်၃ခုကိုအသေးစိတ်ကြည့်ရအောင်အလေးအကျင့်အဆုံးသက်ကိုစိတ်ကူးပြီးစတင်ပါဇာပနစမ်းသပ်မှုသို့မဟုတ်အစမ်းသေးကြည့်ခြင်းလို့လည်းခေါ်ပါတယ်စတီဖန်ကိုဗေးရဲ့ဒုတိယအလေးအကျင့်ဖြစ်တဲ့အဆုံးသက်ကိုစိတ်ကူးပြီးစတင်ပါဆိုတာကိုသူကဒီလိုရှင်းပါတယ်အလုပ်တွေကိုမြန်မြန်ဆန်ဆန်လုပ်နေတာကအရန်အကျိုးရှိတယ်ဒါပေမဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာမဟုတ်ရင်အချီးနှီးပါပဲဥပမာတင်စူးစမ်းတက်နေတဲ့လှေကားဟာမှားယွင်းနေတဲ့နေရန်ကိုမိနေရင်အပေါ်ရောက်မှအားလုံးအချီးနှီးဖြစ်သွားမယ်ဒါကြောင့်တင့်ရဲ့ရေရှည်ရည်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်ဒီရည်မှန်းချက်တွေကိုရှင်းလင်းစေဖို့ဇာပနစမ်းသပ်မှုလုပ်ကြည့်ပါတင့်ဇာပနမှာလူတွေကတင့်ကြောင်းဘာပြောကြမလဲဘလို့လူတစ်ယောက်အဖြစ်အမှတ်ရခံရမလဲဘာအတွက်အမှတ်တရကြံရစ်ခဲ့မလဲစတိတ်ကြော့ပြောခဲ့သလိုပါတေချင်းရဲ့ရှိမှာအားလုံးသောမျှော်လင့်ချက်တွေမာနတွေရှက်ယွံ့ခြင်းရှုံးနိမ့်မှာကြောက်ခြင်းတွေဟာပျောက်ကွယ်သွားပြီးတကယ်အရေးကြီးတဲ့အရာတွေပဲကြံရစ်တော့တယ်ဒီမေးခွန်းတွေကိုဖြေကြည့်ခြင်းအပြင်တင့်ဘဝမှာအလုပ်တွေကြီးပဲလုပ်နေရမယ့်ဘဝကိုတကယ်လိုချင်လားဆိုတာသိလာပါလိမ့်မယ်ဒါကြောင့်ရဲရဲဝံ့ဝံ့မေး